你要面买什么呀？明年一点。你也要 coffee 泡杯呢 coffee set တွေတက်ကြည့် coffee set တွေသုံးကျင်တယ်ဈေးဘယ်လောက်ရှိလဲပဲမျိုးစားတွေသုံးရမလဲဆိုတော့ကျွန်တော်ရဲ့အချိုး customer တွေအတွက်ကျွန်တော်တက်ကြည့်ပေးတာပါ ဒီကောင်လေးနဲ့ဖြုံပြတယ် 我等下地路太淡了嘛。 ဒီလိုပေါက်လေးပါတယ်လို့ပေါက်လေးပါ coffee လေးထည့်တယ်အဲဆိုကျွန်တော် cappuccino လိုချင်တယ်ဆိုဘာမှကိုလုံးဆရာမလို့တော့အောက်ပုံစံမျိုးပေါ့နော်ဒီလိုမျိုးလေးထုတ်ပြီးပါသူက ဒီဆက်ကခိုးဘူးရအောင်နော် ဟုတ်တယ်ပဲ 9မိနစ်နဲ့ထုတ်ပြီးရတယ်ဈေးကတော့မိုက်140ကျပ် brand လည်း EDB brand ဆိုတော့ကောင်းတယ် အဲ့မှာ coffee set တွေအကြောင်းမင်း coffee အကြောင်းလဲတွက်ပြီးပွားရင်းပေါ့ဗျာ ပစ္စည်းလူလိုပဲကွာလူလည်းoxidation ဖြစ်ပြီးတော့နည်းနည်းကိုနင်းနေလို့ set တွေကတော့လိုချင်စရာတွေကြီးပဲဒါဆိုလို့ရှိရင်390ကျော်7 drink menu လောက်ရတယ်ပေါ့နော်ဒါဆိုလို့ရှိရင်320ကျော် coffee type 20 plus လောက်ရတယ်ဒါဆိုလို့ရှိရင်80ကျော်ပေါ့နော် espresso cappuccino long black စတာတွေရတယ်ဒါဆို360ကျော်သူလည်းတူတူပဲဒါဆို380ကျော် cold brew ကို9မိနစ်ထဲနဲ့ရတယ်တဲ့ဒါပေမဲ့လည်းနှစ်တော့တာနဲ့ဒီဆက်ကတော့တာနဲ့တော့နှစ်တော့တာတော့ပိုရတာကောင်းမှထင်တယ်ဒီထဲမှာတော့ဒီဟာက320ကျော်နဲ့ရတဲ့ဆက်လေးပေါ့နော်အခုကတော့ store မရှိဘူးဒီဟာလေးကတော်တော်မိုက်တယ်ဗျအဝယ်လည်းများတယ်လို့ပြောတယ်လေးလည်းမဆိုးပေါ့နော်coffee set တွေအကြောင်းတော့နားမလဲပါဘူးဒါပေမဲ့ရောင်းတဲ့ဝန်ထမ်းရှင်းပြတော့လည်းလိုချင်မိပြန်အောင်ဒီချက်ဒီရောက်ရှင်တရားဆောင်းရမိုက်တယ်ဒါသိရဆိုရင်ရှင်းညာရွက်တွေအကုန်ဖက်ကြိတ်နေစာရွက်တွေတော့ပါလား